လွတ်တော်သို့လာရောက်လေ့လာသောတိုင်းသားပြည်သူများအားလုံးလူရာဆန္ဒတွေပြည့်ဝပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကုက္ခိုင်မြို့နယ်အမှတ်2ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးထေးဝင်းလှိုင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဆွေးနွေးမေးမြန်းသွားမှာကတော့ရှမ်းပြည်နယ်အတွင်းရှိသွားလာရခက်ခဲသောမြို့နယ်များမှာနိုင်ငံဝန်ထမ်းများအတွက်တိရှားဒေသဆိုင်ရာထောက်ပံ့ကြေးပေးအပ်ရန်နှင့်ပြည်သူများကုန်စည်နှုန်းတင့်တင့်စွာဝယ်ယူခွင့်ရရှိရေးအတွက်စီမံဆောင်ရွက်ထားခြင်းရှိမရှိမေးမြန်းသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလေးစားအပ်ပါတော့ဥက္ကဋ္ဌကြီးခင်ဗျာရှမ်းပြည်နယ်အတွင်းရှိမြို့နယ်အများစုသည်တောင်တန်းဒေသတဘာဝအနေအထားလမ်းမဆက်သွယ်ရေးအခက်အခဲများတည်ယူပို့ဆောင်ရေးစိတ်မြင့်မားမှုနှင့်ကုန်စည်စီးဆင်းမှုအခက်အခဲများကြောင့်အခြားဒေသများနှင့်နှိုင်းယှဉ်မှာကပိုမိုခက်ခဲတာကိုအလုံးသိရှိပြီးဖြစ်ပါတယ်အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက်သလိုလျှက်စစ်မီတောက်သုံးရေ73စီနှင့်အိမ်ငါးခများအပါအဝင်လူနေမှုစရိတ်များလည်းပိုမိုမြင့်တက်လျက်ရှိနေပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကအရှုပ်မြို့နယ်များမှာဆိုရင်ရေတန့်ကအစတရုတ်ထုတ်ကုန်များကိုတရုတ်ယွမ်ငွေများဖြင့်ဝယ်ယူသုံးစွဲနေကြရပါသဖြင့်ကုန်စည်နှုန်းကြီးမြင့်ခြင်းတန်ကိုပြည်သူတွေခံစားနေကြရပါတယ်ခင်ဗျာရှမ်းပြည်နယ်အရှေ့ပိုင်းမှာလည်းထိုနည်းတူစွာပဲကုန်စည်နှုန်းကြီးမြင့်တာကိုတွေ့ရှိရပါတယ်နိုင်ငံဝန်ထမ်းတွေဟာအစိုးရ၏မူဝါဒများကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးနေကြသောအရေးပါတဲ့လူစွမ်းအားအရင်းမြစ်များဖြစ်ပါတယ်ဒေသအခက်အခဲများ၏တန်ကိုကြံ့ကြံ့ခံရင်စ조사တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများကိုတင့်လျော်သည့်ထောက်ပံ့မှုများပေးရမည်ဆိုပါက၎င်းတို့၏စိတ်တက်ကြွမှုအည်သွေးနှင့်အများပြည်သူဝန်ဆောင်မှုကိုအာဂတိကင်းစွာဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာပါဝါပိုက်အသုံးပြုခွင့်ပြုပါခင်ဗျာဒါကတော့ကျွန်တော်တို့ပြည်သူတို့မဟုတ်ဝန်ထမ်းတူရဲ့တလစာအသုံးစိတ်ကိုတင်ပြပေးတာဖြစ်ပါတယ်ဒါတောင်ကြီးမြို့ရဲ့ကုန်စည်နှုန်းနဲ့နှိုင်းယှဉ်ပြီးတင်ပြထားတာဖြစ်ပါတယ်ခင်ဗျခက်ခဲတဲ့မြို့နယ်တွေမှာဆိုဒီတက်ပို့ပြီးတော့ကုန်ကြစိတ်တွေရှိပါတယ်ဒီထဲမှာအမျိုးသမီးတွေအသုံးဆောင်မိတ်ကပ်နှခမ်းဒီဘိုးတွေမပါသေးပါဘူးခင်ဗျမိသားစုဝင်များရဲ့အဝတ်ထည်ဘိုးတွေကလေးချောင်းစိတ်တွေအိမ်ငါးကားတွေကျမ်းမာရေးတာရေးနိုင်လူမှုရေးစိတ်များလည်းပါဝင်တွက်ချက်ထားခြင်းမရှိပါဘူးခင်ဗျဒီလစာနဲ့ရက်တည်နေရတဲ့ဝန်ထမ်းတွေအတွက်အခမဲ့ကျန်းမာရေးကုသခွင့်တွေလည်းပေးသင့်ပါတယ်အငြိမ်းစားယူမဲ့ဝန်ထမ်းကောင်းတွေကိုလည်းငလင်တန်းခံနိုင်တဲ့ကွန်ဒိုတိုက်ခန်းလေးတွေစီစဉ်ဆောင်ရွက်ပေးသင့်ပါတယ်ခင်ဗျာ2025အောက်တိုဘာ1ရက်နေ့ကစပြီးဝန်ထမ်းတဦးကို9000ကျပ်အထိထောက်ပံ့ကြေးပေးခဲ့တာကိုလည်းသိရှိရပါတယ်ခင်ဗျာလက်ရှိနိုင်ငံတော်အစိုးရအနေဖြင့်ဗတ်ပေါင်းစုံအစဉ်ပြေစေရေးအတွက်အခက်အခဲမျိုးစုံကြားတွေကစ조사ဖြစ်စည်းဆောင်ရွက်ပေးနေတာကိုလည်းတွေ့ရှိရပါတယ်ဒီနေရာမှာအလင်းသင့်တုံးလေးစားတူယူဖွယ်ရာကောင်းသောကျွန်တော်တို့ရဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ဒုတိယဥက္ကဋ္ဌကြီးတို့ရဲ့လွှတ်တော်ရုံးဝန်ထမ်းများအတွက်စီမံဆောင်ရွက်ပေးနေတဲ့လုပ်ငန်းလေးကိုတင်ပြလိုပါတယ်ဥက္ကဋ္ဌကြီးများဆိုရင်တာဝန်ထမ်းဆောင်ကာလရက်တရာအတွင်းမှာပဲရုံးဝန်ထမ်းများကိုထောက်ပံ့နိုင်ရေးအတွက်ငွေပရိသတ်ပင်ကိုစေတနာထားစ조사ဆောင်ရွက်ပေးနေအောင်သိရတဲ့အတွက်လည်းလေးစားဂုဏ်ယူဂါဝရပြုကြောင်းတင်ပြလိုပါတယ်ခင်ဗျာထိုနည်းတူစွာပဲသက်ဆိုင်ရာဌာနအကြီးအကဲများအနေဖြင့်ဝန်ထမ်းဥပဒေ19 20များနှင့်အညီသက်ဆိုင်ရာမြို့နယ်ခရိုင်ပြည်နယ်များမှာဒေသအလိုက်ဆောင်ရွက်လို့ရသောစိုက်ပျိုးရေးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများစသဖြင့်သက်သာချောင်းချေးလုပ်ငန်းတွေကိုဝန်ထမ်းများအတွက်ဆောင်ရွက်ပေးဖို့လည်းအကြံပြုတင်ပြလိုပါတယ်ခင်ဗျာလက်တလောဘတ်ဂျက်အခက်အခဲကြောင့်ထောက်ပံ့ကြေးပေးရန်အခက်အခဲရှိနေပါကလည်းကုန်စည်နှုန်းများကျဆင်းရေးအတွက်ကိုကြိုးစားဆောင်ရွက်ပေးစီလိုပါတယ်ခင်ဗျာတို့ဖြစ်ပါ၍ရှမ်းပြည်နယ်အတွင်းရှိတွာလာရခက်ခဲသောဒေသအချို့တွင်တာဝန်ထမ်းဆောင်နေသောနိုင်ငံဝန်ထမ်းများ၏လူနေမှုစရိတ်ဖိအားများကိုလျှော့ပါစေရန်ဝန်ထမ်းများရဲ့စိတ်သက်လုပ်ငန်းဆောင်ရွက်မှုအည်သွေးကိုမြင့်တင်ပေးနိုင်ရန်ဥမတောင်းနှင့်တီလာဆောင်ထိန်နိုင်ရေးအတွက်တိကျဒေသဆိုင်ရာထောက်ပံ့ကြေးသို့မဟုတ်ဒေသစိတ်ပေးရန်အစီအစဉ်ရှိမရှိနှင့်လန်ခီကုန်စည်စည်းစိမ်မှုအခက်အခဲများကြောင့်ဒေသခံတိုင်းရင်းသားများကုန်စည်နှုန်းတင့်တင့်စွာဝယ်ယူခွင့်ရရှိရေးအတွက်ကုန်စည်နှုန်းကျဆင်းရေးကိုလည်းညီကဲ့သို့စီမံဆောင်ရွက်ထားသည်ကိုသိရှိလိုပါသဖြင့်ပြည်သူများ၏ကိုစားဥက္ကဋ္ဌကြီးထံမှတစ်ဆင့်မေးမြန်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်စီမံကိန်းစီးပွားရေးနဲ့ဗဏ္ဍာရေးဝန်ကြီးကဖြေကြားပေးဖို့ဖြစ်ပါတယ်ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်ဆိုရအဖွဲ့စီမံကိန်းစီးပွားရေးနဲ့ဗဏ္ဍာရေးဝန်ကြီးဒေါက်တာလာဆိုင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဦးထေးဝင်းလှိုင်ကုက္ခိုင်မြို့နယ်ကိုယ်စားအမှတ်2ရဲ့ရှမ်းပြည်နယ်အတွင်းရှိ
တွာလာရခက်ခဲတော့ဒေတာအချို့မှာနိုင်ငံဝန်ထမ်းများအတွက်တီးခြားဒေတာဆိုင်ရာထောက်ပံ့ကြေးတို့မဟုတ်ဒေတာစိတ်ပေးရရန်နဲ့ပြည်သူများအတွက်ကုန်စည်နှုန်းတင့်စွာဝယ်ယူနိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိခြင်းရှိမရှိဆိုတဲ့စလိတဲ့မိကုန်းကိုဖြေကြားသွားမှာဖြစ်ပါတယ်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်တိုင်းဒေသကြီးနဲ့ပြည်နယ်များရှိဝေးလံခေါင်တီ၍လူမှုရေးခက်ခဲတော့ဒေသများတွင်တာဝန်ထမ်းဆောင်လက်ရှိသောနိုင်ငံဝန်ထမ်းများအားစီမံကိန်းဗန္ဒာရေးစီမံကိန်းနှင့်ဗန္ဒာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးရုံး၏8 ရက်5လ2019ရက်စွဲပါအမိန့်ကြော်ညာစာမှ44/2019ဖြင့်ဒေတာစိတ်အားလူမှုရေးတင့်သောဒေတာကအဆင့်လူမှုရေးခက်ခဲသောဒေတာခအဆင့်လူမှုရေးအခက်ခဲဆုံးဒေတာဂငယ်အဆင့်ဟူ၍တတ်မှတ်ခန်းစားခွင့်ပြုပြီးဖြစ်ရာရှမ်းပြည်နယ်တွင်လူမှုရေးအခက်ခဲဆုံးဒေတာဂငယ်အဆင့်၌ရှမ်းပြည်နယ်တောင်ပိုင်းအနေဖြင့်ဖယ်ခုံမြို့နယ်တွင်ကျေးရွာအုပ်စု2အုပ်စုရှမ်းပြည်နယ်ရှေ့ပိုင်းအနေဖြင့်ကျိုင်းတုံမြို့နယ်တွင်ကျေးရွာအုပ်စု9အုပ်စုမိုင်းရမြို့နယ်တွင်မိုင်းပေါက်မြို့ရုံးနှင့်ကျေးရွာအုပ်စု6အုပ်စုမိုင်းလားမြို့နယ်တွင်မိုင်းလားမြို့ပေါ်ရုံးနှင့်ကျေးရွာအုပ်စု9အုပ်စုတာချီလိတ်မြို့နယ်တွင်ကျေးရွာအုပ်စု1အုပ်စုမိုင်းယောင်းမြို့နယ်တွင်ကျေးရွာအုပ်စု2အုပ်စုရှမ်းပြည်နယ်မြောက်ပိုင်းအနေဖြင့်ကုတ်ခိုင်မြို့နယ်တွင်ကျေးရွာအုပ်စု18အုပ်စုမမန်းမြို့နယ်တွင်မမန်းမြို့ပေါ်ရုံးမန်ကန်မြို့ပေါ်ရုံးနှင့်ကျေးရွာအုပ်စု28အုပ်စုပန်ဆန်းပန်ခါမြို့နယ်တွင်ပန်ဆန်းပန်ခါမြို့ပေါ်ရုံးနှင့်ကျေးရွာအုပ်စု85အုပ်စုနာဖန်းမြို့နယ်တွင်ကျေးရွာအုပ်စု34အုပ်စုကုန်းချမ်းမြို့နယ်တွင်ကုန်းချမ်းမြို့ပေါ်ရုံးမော်ထိုက်မြို့ပေါ်ရုံးနှင့်ကျေးရွာအုပ်စု10အုပ်စုလောက်ကိုင်မြို့နယ်တွင်ကျေးရွာအုပ်စု10အုပ်စုဟိုပန်မြို့နယ်တွင်နမ်တစ်မြို့ရုံးနှင့်ကျေးရွာအုပ်စု10အုပ်စုမိုင်းမောမြို့နယ်တွင်ကျေးရွာအုပ်စု40အုပ်စုပန်ဝိုင်မြို့နယ်တွင်ကျေးရွာအုပ်စု19အုပ်စုတို့၌တာဝန်လက်ထမ်းဆောင်လက်ရှိသောနိုင်ငံဝန်ထမ်းများအားဒေတာစိတ်ချီးမြှင့်ပေးခဲ့ပြီးဖြစ်ပါတယ်ပြည်သူများကုန်စည်နှုန်းတင့်ဝယ်ယူနိုင်ရေးနှင့်ပတ်သက်၍အခြေခံစားကုန်တွင်ပါဝင်သည့်စားသုံးစီများဈေးနှုန်းမြင့်တက်မှုမရှိစေရေးအတွက်စားသုံးစီတင့်တိုးလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှအပတ်စဉ်ထုတ်ပြန်ပေးလက်ရှိသည့်ရန်ကုန်မြို့အထိုင်ရင်းညွန်းဈေးအားအခြေခံ၍တည်ယူပို့ဆောင်ဈေးဒေတာလက်ကားလက်လီအမျက်များအားခွင့်ပြုချက်တိုင်းထဲအတွင်းတွက်ချက်ထားသောမြို့နယ်လိုက်လက်လီအယောင်ဈေးများအားအပတ်စဉ်တောက်ကြနေတိုင်းထုတ်ပြန်ကြေညာပြီးအဆိုပါဈေးနှုန်းတိုင်းမြေပြင်တွင်အမှန်တကယ်ရောင်းချမှုရှိစေရေးအတွက်ဌာနဆောင်ပါဝင်သောစစ်ဆေးကြီးကြပ်ရေးအဖွဲ့ဖြင့်နေ့စဉ်ကြပ်မတ်စစ်ဆေးလက်ရှိပါတယ်။တိုင်းဒေသကြီးပြည်နယ်များတွင်အခြေခံစားကုန်များ၏နေ့စဉ်ဈေးနှုန်းဖြစ်ပေါ်နေမှုများနှင့်ကုန်စည်စည်းစိမ်မှုများကိုစစ်စစ်သုံးသပ်၍ဈေးနှုန်းဖြစ်ပေါ်မှုများနှင့်ကုန်စည်စည်းစိမ်မှုများမှန်ကန်စေရေးအတွက်ထိန်းကျောင်းကျက်မှတ်မှုများကိုဆက်ဆက်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ပေးလက်ရှိပါတယ်။ပြည်တွင်း၌စံစွာဖူလုံရေးပြည်ပသို့စနစ်ကျတင်ပို့ရောင်းချနိုင်ရေးစံစမားဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်မှန်ကန်ရေးတမယိုးကျရောင်းဝယ်ခြင်းမဟုတ်တော့ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့်တိုးလောင်ခြင်းဈေးနှုန်းမြင့်တင်ရောင်းချခြင်းများမဖြစ်ပေါ်စေရန်တင်းများသောစံဈေးနှုန်းစံရည်ညွှန်းဈေးနှုန်းများကိုအခါအားလောစွာထုတ်ပြန်နိုင်ရေးအတွက်မြန်မာနိုင်ငံစံစပါးအတင်းချုပ်နဲ့ပူးပေါင်းဆောင်ရွက်လက်ရှိပါတယ်။ကုန်စည်နှုန်းကျဆင်းရေးသည်ကုန်ထုတ်လုပ်နိုင်စွမ်းတိုးတက်မှုပေါ်တွင်အခြေခံသဖြင့်ဒေသအတွင်းလုပ်ငန်းဆောင်ရွက်လက်ရှိသောစိုက်ပျိုးရေးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများတွင်လိုအပ်လက်ရှိသည့်အရင်းအနှီးများအားတောင်းသူများနှင့်ကုန်ထုတ်လုပ်ငန်းရှင်များအတိုးနှုန်းတက်တာစွာဖြင့်ရရှိသုံးစွဲနိုင်ရေးအတွက်နိုင်ငံစီးပွားမြင့်တဲ့ရန်ပုံငွေမှအရေးမပြောက်ချင်းငွေများရယူသုံးစွဲနိုင်ရေးအတွက်နိုင်ငံစီးပွားမြင့်တဲ့ရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီများနဲ့ပူးပေါင်းဆောင်ရွက်လက်ရှိပါတယ်။ကုန်စည်နှုန်းကြီးမြင့်စေတဲ့အချက်တစ်ခုအပါအဝင်ဖြစ်တဲ့ရှမ်းပြည်နယ်အတွင်းရှိကုန်စည်ရောင်းဝယ်စီးဆင်းရာလမ်းကြောင်းများပေါ်ရှိတရားမဝင်ငွေကြေးကောက်ခံသည့်ဂိတ်များအားလုံးကိုဖျက်သိမ်းပြီးဖြစ်ပါတယ်။ဒါအပြင်နိုင်ငံဝန်ထမ်းအားလုံးကိုလည်း
ထောက်ပံ့ခြင်းငွေ special allowance တစ်ကြိမ်3000နှုန်းဖြင့်3ကြိမ်နိုင်ငံဝန်ထမ်းအငြိမ်းစားများအားထောက်ပံ့ငွေ3000ကျပ်2ကြိမ်လစဉ်တိုးမြင့်ထောက်ပံ့ဆောင်ရွက်ရှိကြောင်းဖြေကြားပါတယ်အားလုံးကျေးဇူးတင်ပါတယ် ဆက်လက်ပြီးဥခွန်စနေအောင်ညောင်ရွှေမြို့နယ်ကိုယ်စားလှယ်အမှတ်နှစ်ကမေခွန်1နဲ့2ကိုတစ်ဆက်တည်းမေးမြန်းဖို့ဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါဒေသဘာတော်ချမ်ပီယံလွတ်တော်ဥက္ကဋ္ဌချင်းတကွချမ်ပီယံဆိုရဖွဲ့မှဝန်ကြီးများပြည်နယ်လွတ်တော်ကိုယ်စားလှယ်များနှင့်ယနေ့အစည်းအဝေးသို့တက်ရောက်လေ့လာကြသူများအားလုံးမင်္ဂလာပါ